ဒါမှတ်ချောပါနော်မှတ်ချောမှတိုင်းငရေမီစမ်းမဲ့ဆိုရင်မှတ်ချောမှတိုင်းရမယ်နော်ဒီမှာကြည့်ချောနာပဲဒါဆိုကျန်းတယ်ကြိုက်ကြည့်လိုက်ဟုတ်ပြီနော်ဒီမှာငရေမီစမ်းမဲ့ဆိုရင်ဆရာတို့၄ခုစလုံးဆရာအရင်တိုက်ပေးမယ်ဒါကြည့်နော်ကြည့်ရဆရာတိုက်ပေးမယ်မှတ်ချောပါမှတ်ချောမှတိုင်းရင်အမှုံမထွက်ဘူးတွေ့လားပို့လိုက်လို့ရှိရင်တော့ဒီကစီထုတ်ထားလို့လည်းပို့လိုက်ရင်တော့ကြောင်သွားတယ်နော်ပြန်တိုက်ပေးမယ်အမှုံတွေတော့မထွက်ဘူးဒီမှာဆိုလို့ရှိရင်တော့အမှုံတွေနဲ့ထွက်နေတာပေါ့နော်ပြီးရင်ဒီမှာ12ပဲကြီး12ပဲကြီးဒီမှာ73ပဲကြီးမှတ်ချောနဲ့မှတ်ကြမ်းနဲ့အယောင်လည်းမတူဘူးเนาะဆရာတို့ရွှေဝယ်မယ်ဆိုလို့ရှိရင်အများတန်းမှတ်ကြမ်းနဲ့ပဲတိုက်တယ်ဒီမှတ်ချောကကြတော့ငရဲမီစမ်းမှလာတိုက်တာဟုတ်ပြီเนาะဒါဒီမှာမှတ်ချောမှာဆရာတို့၄ခုဒါငရဲမီဟုတ်ပြီเนาะငရဲမီစမ်းမယ်ဆိုရင်ငရဲမီကင်လို့ရှိရင်တော့လက်နဲ့မထိသေးတယ်လက်နဲ့ထိရင်ချက်ချင်းရေဆေးပြက်မဟုတ်ရင်ရေကုန်နေတန်သွားတတ်တယ်ဆရာတို့ကဒီလိုအလဲရပဲဖြတ်ပြီးတော့ငရဲမီစမ်းလိုက်တယ်တခုစလုံးမတုတ်ဘူးเนาะဒီမှတ်တိုက်ထားတဲ့ဟာတခုစလုံးမတုတ်ဘူးငရဲမီစမ်းလိုက်လို့ရှိရင်ဒီဥစ္စာကြီးအားငရေမီစားသွားတယ်ဒါတွေကငရေမီမစားပါဘူးပိုပြီးတေးကြအောင်ဆိုရင်တစ်ရှူလေးပြီးတော့တစ်ရှူလေးနဲ့အသားလေးတိုးလိုက်မယ်နော်ဒီငရေမီတွေကိုအသားလေးတိုးလက်နဲ့မထိသေးနဲ့ပေါ့နော်ဒါဆိုရင်အရန်သိလာတယ်တွေ့လားဒီမှာကြီးအားငရေမီစားတယ်ပျောက်သွားပြီဒီဟာတွေကမပျောက်ဘူးဟုတ်ပြီနော်အဲဒီတော့ဆရာတို့တချို့အထည်တွေလာကြောင်းရင်ဒီအထည်ကရွှေလားကြီးလားခွဲခြားလို့မရနိုင်တဲ့အခါကျရင်ဒီလိုမျိုးငရေမီစားရတယ်ခွဲခြားနိုင်တော့လည်းမစားဘူးပေါ့နော်မခွဲခြားနိုင်တဲ့အချိန်ကျရင်ငရေမီစားရတယ်ဒါကအပေါင်းဆိုင်တွေရွှေဆိုင်တွေအကုန်လုံးကဒီငရဲမီးလေးနဲ့မှတ်ချော်လေးနဲ့ဆောင်းထားရတယ်။ဒါပေမဲ့ဒီလိုမျိုးငရဲမီးစမ်းတာကလည်းခတ်တဲ့ဆိုရင်မရပြန်ဘူး။ခတ်တဲ့ကြတော့အပြင်ကရွှေနဲ့အထက်ကမှကြည့်အဲ့ဒါကြတော့အတွေ့အကြုံနဲ့စမ်းတာ။ဘယ်လိုစမ်းလဲဆိုရင်ဒါမျိုးပေါ့။ဆိုကြပါစို့ဒီလက်ကောက်အပြင်ကဒီလက်ကောက်ကတော့အတူကြီးပေါ့နော်။ဒါအတူမိထားတဲ့လက်ကောက်တွေနော်။ဒါကိုဆရာတို့အထဲမှာဆိုကြပါစို့အပြင်ကရွှေအစင်းနဲ့လောက်ထားမယ်။အထဲမှာကြီးချောင်းထည့်တိုင်းကိုကြိုက်တဲ့လောက်တိုက်ကြိုက်တဲ့လောက်ငရဲမီးစမ်းရွှေပဲပြမှာပဲ။အထဲမှာကြီးချောင်းကြီးဖြစ်နေတယ်။ဒါကိုကြတော့အတွေ့အကြုံနဲ့စမ်းရတယ်ဘယ်လိုစမ်းလဲဆရာတို့ဒီလိုပြစ်ချလိုက်တယ်ပြစ်ချလိုက်ရင်အတန်အောင်နားထောင်ကြည့်တယ်အတန်အောင်နားထောင်ကြည့်ရင်အထဲမှာတစ်ခုခုရှိနေတဲ့အတန်နဲ့အထဲမှာဘာမှမရှိတဲ့အတန်နဲ့ကအတွေ့အကြုံနဲ့ခွဲခြားလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါကတော့အများတန်းအတန်လေးနားထောင်ကြည့်အထဲမှာဘာမှမရှိတဲ့အတန်တစ်မျိုးအထဲမှာတစ်ခုခုထည့်ထားတဲ့အတန်တစ်မျိုးမှန်ပေါ်မှာချကြည့်ရအဓိကတော့မှန်ပေါ်မှာဆိုအတန်ကိုကြားရတာပေါ့အဲ့လိုမျိုးစမ်းကြည့်တယ်မတင်ကားရင်ဆရာတို့ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ကိုရောင်းမဲ့လူကိုဆရာတို့ကပြောလိုက်တယ်မတင်ကားဘူးဒါလေးကိုကတ်ကြည့်နဲ့ညှက်ကြည့်မယ်သူကလက်ခံတယ်ဆိုလို့ရှိရင်ဆရာတို့ကညှက်ကြည့်တယ်သူလက်မခံရင်တော့လည်းပြန်ပေးလိုက်တယ်မဝယ်တော့ဘူးပေါ့ကိုမတင်ကားအောင်လေးကိုစမ်းကြည့်ရဲအဲ့လိုမျိုးမတင်ကားရင်မဝယ်နဲ့ဝယ်ခြင်းနဲ့ဆိုရင်သူစီကခွင့်တောင်းကတ်ကြည့်နဲ့ညှက်မယ်အထဲမှာဘာမှမရှိ